င်ပြေခဲ့တယ်အပြောဆိုရီအရန်ကိုစင်ချင်ရတဲ့တင်းမှာဘောနော်သူတို့မိသားစုလူတွေကိုမိသားစုအတီးလို့ဆိုတာဟုတ်ပေးနေပေါ့နော်အခုကိုစင်ပြေပါတာဖြစ်တယ်ပေါ့နော်အဲကြောင့်ကဲအိမ်ထောင်တစ်ခုအိမ်ထောင်ပြုတ်ဖို့ဆိုတာလေတယ်ဒါပေမဲ့တီဆောက်ရတာမလို့ဘူးဆိုတာဒီဟာလေးပါပဲကဲပဲမိဘတွေနဲ့ဆွေမျိုးတွေနဲ့အကုန်လုံးရောက်လာတယ်ကျန်းမာနဲ့ပြီးဆုံးခွင့်ကိုရရှိတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်တယ်ပေါ့နော်ကျွန်တော်မိသားစုကအထူးကျေးဇူးတင်တဲ့အိမ်ထောင်အတစ်တစ်ခုကိုကျွန်တော်မိသားစုမှာအတင်းတော်အတွက်လည်းပေါ့နော်အိမ်ထောင်အတစ်တစ်ခုဖြစ်သွားပြီဆိုတဲ့အချိန်မှာကျတော့ဒါရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့ပါတယ်လို့ပေါ့နော်ကျေးဇူးတင်တဲ့အဝေးကနေလာတဲ့ကျွန်တော်စစ်တဲ့အမျိုးဖြစ်တဲ့ဆရာနော်တေဗီကိုလည်းသူကျေးဇူးတင်နေအနိတာရိုကိုလည်းသူကျေးဇူးတင်နေပေါ့နော်ဒီမှာထိုင်နေတဲ့ကိုပီဟုတ်တယ်ဒါပါလေဟုတ်တယ်ဒီမှာစဘောဟုတ်တယ်ဟိုကိုအောင်လေးဟုတ်တယ်သူတို့လည်းကျွန်တော်တို့အတင်းတော်ထဲမှာတင်းတော်ကြီးထဲမှာဒီတက်တန်းတစ်ခုထဲမှာကျွန်တော်တို့လည်းအတူဆရာကိုပတ်ဖို့ပဲပါဝင်လာတယ်စင်တော်ကြီးဟုတ်တယ်ကျွန်တော်ဘာမှမတတ်နိုင်တော့များနေဆရာရဲ့အိတ်လေးကိုပေးဖြစ်လို့ဆွေးနွေးဖို့ပဲကျွန်တော်တို့ကပါဝင်ဖြစ်တယ်ဆိုတဲ့အရာလေးပေါ့နော်ကျေးဇူးတင်နေဒီအိမ်ထောင်ကအခုကစအဲဒါကြောင့်သူတို့တာသမီတွေအများကြီးဒီ USA ထဲမှာဒီအိမ်ထောင်ဘဝကိုစပြုတ်ဖို့လည်းမနေ့ကအိမ်ထောင်ပြုခြင်းဖြစ်တယ်လို့ဒီနေ့ကစပြီးမှသူတို့ရဲ့အိမ်ထောင်တာရဖို့လည်းမိသားစုကနေအမှန်တမ်းဝန်တာကြောင့်ပျော်ရွှင်ကြောင်း welcome ဖြစ်ကြောင်းကိုလည်းကျွန်တော်တို့ပြောချင်းဖြစ်ပါတယ်ပေါ့နော်ဒီနေ့မှာဆရာဒေးဗစ်နဲ့ဆရာဘင်ဂျမင်ကအိမ်ထောင်တစ်တွေလည်းဆူတောင်းပေးကြပါနောက်ပြီးမှဒီနေ့ကျွန်တော်တို့ဆက်ဆက်ရဒီအိမ်ထောင်ဖြစ်ခြင်းလက်ထက်မင်္ဂလာပြုခြင်းအမှုကိုပြီးဆုံးခွင့်ကိုပေးပြီးကြောက်တယ်အဆုံးသက်ဖို့ပေါ့နော်ကျေးဇူးတင်ကြောင်းနဲ့ဆုတောင်းပေးကြပါနောက်ပြီးမှဒီနေ့အစားတောက်အဖြစ်လေးပြင်ဆင်ထားတဲ့အရာပေါ်မှာလည်းကျွန်တော်အားလုံးအတူတူကစားလုံးခြင်းဖြစ်တဲ့ချိန်မှာအားလုံးတွေခွန်အားဖြစ်စေတော့အစားအာဟာရဖြစ်စေဖို့စက္ကဆုတောင်းပေးကြပါလို့ဆရာမပါဘူးအနံပါလေ苏北东，네, 수배 따오야.那边사다, 사메. 남의 싸매. 따오메, 사메. 패밀리. saya asatau. Ta su te no. Ya nya ta. su dong ja ya ni no. အဖမေတ္တာတော်ရှင်တော်ဗျာကိုရောကိုကျေးဇူးတင်ပါတယ်ကိုရောကျွန်တော်ရဲ့ဘဝမှာကိုရောရဲ့လူစံတဲ့အတိုင်းလူအင်းကိုရောဒီနေ့လက်ထပ်တင်ညာချင်းကိုဖပြုလုပ်တဲ့အခါမှာစင်ပြီးချုံမွေးဆိုပြတ်တဲ့ပတ်စုံတရားမဆုံးမကြုံရဘဲနဲ့ဘောမှုဆိုနဲ့ပြီးဆုံးနိုင်ရတော့ပြီးတော့ကြောင်းကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့မေရစာလဲကိုရှင်တော်ဗျာဒီရှိကိုရောရှိမှာပြုတဲ့ကောင်းကြီးမိကလားဖြစ်တော့ကြောင့်လည်းကိုရှင်တော်ဗျာဒီနေ့ဒီတာစုပေါ်မှာဆက်လက်ပြီးမှကောင်းကြီးပေးဖြစ်တော့ဘောကြောင့်လည်းကျေးဇူးတော်ချီးမွမ်းတဲ့ကိုဘာဒီနေ့အဲလိုနဲ့မရှင်ကိုတက်တာမှာလဲကိုရောဝင်ကြီးရမှာလဲမများစကူကြခဲ့တာဖြစ်တဲ့မိမိတို့အချင်းမိမိတို့အားရမများစွာရင်ခဲ့ရဖြစ်တော့ကြောင့်ကိုရောထမ်းလာတဲ့မဆာချင်းကိုလည်းကိုအပ်ပါတယ်သူတို့တဲ့လူအနေတဲ့ဘန်နာလည်းကိုအဖြစ်စုပေးတဲ့နာတော့ပါသူတို့တဲ့လူအပ်ရဲ့ကျမ်းမာချင်းလည်းဖြစ်စုပေးတဲ့နာတော့ပါသူတို့တဲ့လူအပ်ရဲ့ချင်းဝမ်းမြောက်ခြင်းပြပြလို့ဆုံးအောင်ပေးတဲ့နာတော့ပါဟောပါဒီနေ့အိမ်ထောင်တစ်ခုဒီဆောက်တော့ဖြစ်တော်မူတော့ကြောင့်ကိုရောသူတို့ရဲ့ဂျာရီဖြစ်လာတဲ့ပြဿနာအင်းငယ်သစုံတရားများဝင်လာတဲ့အခါမှာကိုရောရဲ့နှုတ်ကပတ်တော်တရားနဲ့အညီတွင်တင်နိုင်တော့ကာကွယ်နိုင်တော့ဒီများဖြစ်နိုင်ကိုရောမှာစာတော်မူပါဟောပါဒီနေ့တက်တာမှာဟောဖြီးရှောက်လန်းတဲ့အခါမှာကိုရောပါလွယ်ကူတဲ့ဖြီးကိုရှောက်လန်းမှာမဟုတ်ပါဘူးကိုရောရှင်တော်ဖျားခဲနဲ့ကာလာရှိလို့ငိုကြည့်ချင်းဒီမောချင်းတွေလည်းရှိမှဖြစ်ပါတယ်ဘယ်လိုအခြေခဲတွေပြဿနာတွေကြုံရပါစေသူခဲပြဿနာများကိုဘလုံးတော့ထဲနဲ့တူတယောက်ပန်းကိုချင်းတယောက်မဆာချင်းအဖြစ်ဒီခဲပြဿနာများကိုလည်းကြော်ဖြတ်နိုင်တော့ညာဖြစ်နိုင်ကိုရောမှာလမ်းပြရေးဖက်ကဆောင်းမတော်ပါအဖာမိသားစုတို့ပါတိဆောက်တော့မှဖြစ်တဲ့ကြောင့်တို့ရလုတ်တိုင်းလည်းကောင်းကြီးပေးပါကိုရောဖာတို့ရဲ့နောက်လာမဲ့တာသမီ generation ကောင်းကြီးများလည်းရရှိခံစားဖို့လိုမှလည်းအင်းထောင်းကောင်းကြီးပေးနာတော်ပါလူတစ်ဖြင့်ကိုရောရှင်တာပြခင်ဒီနေ့တို့ညောင်းနေကဆောင်းတဲ့ဒီစာမှာကိုရောဖာခုနပြောတော်လိုပဲကိုရောဒီမျိုးနဲ့ဆုစုကောင်းစီထားတာဖြစ်တယ်ဆောက်တော့တဲ့ကျေးဇူးကိုချီးမွမ်းရအောင်နော်
ကောင်းကြီးရှင်ဖဖျားကိုလိုကိုကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တို့ရောက်စီနိုင်တဲ့အတွက်ရေမြေအိမ်မီးအရာအားလုံးပြည့်ပြည့်စုံစုံတို့ပေးကြပါလေဖဖျားခင်ဒီရေမြေလေအရာအားလုံးမရှိခဲ့ပါကကျွန်တော်တို့အတွက်ဘာမှသုံးဆောင်လို့ရတဲ့အရာဖြစ်ပါတယ်ဒုနိတုစွာစားဖို့တောက်ဖို့ဖဖျားခင်မပန်းစင်းသားနေကျွန်တော်တို့အတွက်ပိုင်မဝါလေရစားရမှာမဟုတ်ပါဘူးသူကြောင့်ဖဖျားခင်ပြင်ဆင်ထားတဲ့ဒီအစားအစာအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့ဒီအစားအစာကိုစားခြင်းအပြင်ကျွန်တော်တို့ကိုယ်ခန္ဓာမှာလိုအပ်တော့ကိုခံအသက်ကိုရရှိနိုင်မြန်ကိုရှိမှာစားပါကျွန်တော်မေတ္တာအပြင်ကျွေးမွေးပေးတယ်ဒီအော်ရုံနဲ့ကျွန်တော်တို့မိသားစုအပေါ်ဖျားရှင်ဆက်လက်၍ကောင်းချီးပေးပါအထူးသဖြင့်မိသားစုအသစ်တစ်ခုဖြစ်တော့ဒီအော်ရုံမိသားစုအတွက်လည်းကျေးဇူးတော်ချီးမွမ်းတယ်ဖပါဗျာတကယ်ကျွန်တော်တို့ဒီအသစ်တော်မိသားစုနဲ့အတူတကွစားသုံးရပူ၍တာ၍ကောင်းချီးမိပါတယ်အစ30 60တရားတော်ကောင်းချီးမိပါတယ်သူတို့ရဲ့အထိတ်မှာအစီအမြဲပြရှံစေလို့ပါကိုလိုကျေးဇူးတော်ချီးမွမ်းရင်းနဲ့စားသုံးတော့အခါကျေးဇူးတော်ချီးမွမ်းရင်းနဲ့ယေရှုနာမအားဖြင့်ဆုတောင်းရင်းနဲ့စားသုံးကြပါ၏အာမင်ဒီမှာယူရအပြင်မှာယူ